ဒီမှာဆိုရင်30ထွက်ပြီးနောက်တစ်ပတ်မှာကျွန်တော်ဘာ break line နေလာလဲ break line တစ်ချက်ဖမ်းကြည့်မယ်ပေါ့ဗျာဒီမှာဆိုရင်ကျွန်တော်တို့ကလေးနော်လေးလာထားတယ်လေးဆိုတော့ shift break အဲ့လို shift break လာထားလို့ရှိရင်လာထားတဲ့ break ကိုကျွန်တော်တို့ကနက်ခတ်ယူဆိုတော့ကျွန်တော်တို့က8 break ပေါ့နော်8 break 8 break 8 break ကကျွန်တော်ဒီမှာ1 break ဆိုပြီးလာတာတွေ့ရမှာပေါ့နော်ဒီဘေးမှာကြည့်မှဆိုရင်လည်းဘေးမှာကြည့်မှဆိုရင်လည်းဒီမှာဆိုရင်6တက်ဆိုတော့ con break ဒါဆိုရင် con ရဲ့နက်ခတ်က3ညဆိုတော့ con 3ည break နော် con 3ည break ဆိုရင်ကျွန်တော်တို့ကဒီမှာဘာလာမလဲတစ်ချက်ကြည့်မယ်ဒီမှာ3ည break ပေါ့နော်3ည break လာတာတွေ့ရမှာပေါ့နော်ဟုတ်ပြီကျွန်တော်ဒီဘက်ဘေးကိုဆက်သွားမယ်ပေါ့နော်ဒီဘက်ဘေးကိုဆက်သွားမယ်ဆိုရင်10ရဲ့ဘေးမှာကျွန်တော်တို့3ည6ဆိုပြီးတော့6 break လာတာလေဒါကြောင့်မလို့ကျွန်တော်တို့က6နက်ခတ်9 break ဒီမှာကျွန်တော်တို့9 break 4 5ဆိုပြီးတော့ဆင်းပြီးတယ်ဒီမှာ9 6 break ဆိုပြီးတော့ဆင်းပြီးတယ်ပေါ့နော်ဒီမှာ3 6 9 break ဆိုပြီးတော့ရှေ့ဆင်းပြီးသွားတယ်ပေါ့နော်ကျွန်တော်ဒီဘက်မှာကြည့်မှဆိုလဲ8 4ဆိုတော့ကျွန်တော်2 break 2 break ဆိုတော့2ကိုရေးတယ်2နက်ခတ်က4နော်2 break break ဆိုတော့ကျွန်တော်ဒီမှာဘာတွေဆင်းလဲတစ်ချက်ကြည့်မယ်ဒီမှာ44 break နော်44 break 8 ဆိုတော့2 break နော်တော်တော်လေးကိုလာပြီးတာတွေ့ရတာပေါ့နော်ဒီမှာဆိုလဲ6 break 5ဆိုတော့6 break 6နက်ခတ်69 break 69 break ဆိုတော့ကျွန်တော်ဒီထဲမှာဘာလာမလဲကြည့်မယ်ဒီမှာ9 break ပေါ့နော်9 break ဆင်းပြီးသွားတယ်ပေါ့နော်90 break ဆင်းပြီးပါတယ်ဒီမှာကြည့်မယ်ဆိုလဲကျွန်တော်10ပြီးမှာဘာ break ရှိလဲဆိုတော့ကျွန်တော်3နှစ်ဆိုတော့5 break ရှိတယ်အဲတော့5နက်ခတ်ယူတော့3နော်5 break 5 break ဆိုတော့ကျွန်တော်တို့ဒီမှာ69ဆိုတဲ့5 break ကိုတွေ့ရမယ်ပေါ့နော်69ဆိုတဲ့5 break ကိုတွေ့ရမယ်ပြီးကြရင်ဒီမှာ8ခွန်ဆိုတဲ့5 break ကိုလည်းတွေ့ရမယ်ကျွန်တော်တို့က96ဆိုတဲ့5 break ကိုလည်းတွေ့ရမယ်ပေါ့နော်အဲဆိုတော့တော်တော်လေးကိုဆင်းပေးသွားတယ်ပေါ့နော်ဒီဘေးမှာကျွန်တော်ကြည့်မှဆိုလဲ10ရဲ့ဘေးမှာဆိုရင်ကျွန်တော်6နှစ်ဆိုတော့8 break ကိုပြရတယ်အဲ့တော့8ကိုရေးလိုက်မယ်ကျွန်တော်နက်ခတ်ယူတော့1နော်8 break 8 break ဆိုတော့ကျွန်တော်တို့ကဒီမှာ1ဆိုတော့8 break ဆင်းပေးတယ်ပေါ့နော်အဲကျွန်တော်တို့ဒါပိတ်ရကြီးရှိတာတော့မှကိုမှန်ကန်မှုရှိတယ်ပေါ့နော်အဲဒီမှာကြည့်မှဆိုလဲ25ဆိုပြီးတော့ con break ဆင်းပေးထားပါတော့အဲ့တော့ con နက်ခတ်ဆိုတော့3ည con 3ည break ကကျွန်တော်နောက်ပတ်ထဲမှာလာပေးမယ်လာပေးရမယ်ပေါ့နော်ဒီမှာ25 con break ကျွန်တော်တို့ကဆင်းပြီးသွားတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကဒီဘက်ကိုဆက်ကြည့်မယ်ဆိုရင်ဒါပြီးခဲ့တဲ့ဘက်ကိုရောက်သွားမယ်ပေါ့နော်ဒီမှာဆိုလဲ3နှစ်ဆိုတော့ကျွန်တော်တို့က5 break 5နက်ခတ်3နော်ဆိုတော့5 break နော်တရားရခိုင်တော့လာပါမယ်ပေါ့နော်โอเคပါအားလုံးဒီကျွန်တော်ရဲ့ formula လေးတွေကိုတေချာ view ဆိုင်ပြီးတော့နားထောင်စေချင်တယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်